အဲ့တော့ခါကြတော့ကျွန်တော်တို့ဒီခံကူးမဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကူးမဲ့အဆိုင်ပဲပေါ့နော်ကျွန်တော်ကဒါဟိုမှာမိတ်ဆွေတို့ပြန်ပြီးတော့ညှဝေရဖြစ်တော့အပင်ကတော့ကျွန်တော်တို့ဒီဒူးလောက်ကနေဖြတ်တော့ကောင်းပါတယ်အဲ့တရားအဆိုင်ပဲဒီအဆိုင်ပဲကိုကျွန်တော်တို့ကခြုံဆွမ်းနာခြုံခဲ့တယ်ဒီမှာဒီ rock လောက်ကိုင်းနဲ့ဆက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ပင်စီရဲ့အလဲတက်တယ်ကိုဒါခွဲပါမယ်ခွဲပြီးတော့ကျွန်တော်တို့ဒီအလဲဒါမျိုးလေးထည့်ရမယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကိုဒါမျိုးအညီထည့်ရတာပါဒါမျိုးအညီထည့်ရမှာပေါ့နော်ထည့်မယ်ထည့်ပြီးအောက်ကနေတိတ်ပတ်ပါမယ်တိတ်ကိုကြတော့ကျွန်တော်တို့နည်းနည်းထည့်ဒါအရင်များပါတိတ်ကိုကြတော့ကျွန်တော်တို့ဒီအောက်ကနေတစ်ဖက်ချင်းလေးတင်းပတ်ဒါကြတော့ကျွန်တော်တို့ဘိုင်းကူးတိတ်ကိုခေါ်ပါအပေါ်လေးလေးတင်းတင်းလေးတည်ချင်းစီပတ်ခဲ့မယ်ပတ်ပြီးရခါကျတော့ကျွန်တော်တို့ခွဲထားတဲ့ဒီအပင်ထိတ်မှာခွဲထားတဲ့ဒီဟောပါဘောနော်ဖြတ်ထားတဲ့နေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးအပေါ်ကနေပြန်ပြီးတော့ပိတ်ခဲ့မယ်ပေါ့နော်ဘာဖြစ်လို့အဲ့လိုပိတ်တာလဲဆိုတော့ကျွန်တော်တို့ရှည်လေးပါပြီးတော့ဒီကန်းရဲ့ထိတ်ကန်းရဲ့ထိတ်ကလည်းနည်းရှည်ဒီကန်းရဲ့ထိတ်ကိုလည်းဒါမျိုးပြန်ပတ်ပါမယ်ပတ်ပြီးတော့ဒီကူးထားတဲ့မျက်လုံးရဲ့အပေါ်ကထိတ်ကိုလည်းကျွန်တော်တို့ကဒါမျိုးအပေါ်မှာအစားထွက်ပြီးတော့အဲ့ဒါမျိုးအောက်ကိုပြန်ချိုးပြီးတော့ပြောချင်တာကတော့ဒီဘိုင်းကူးတဲ့ထိတ်ကိုလည်းကျွန်တော်တို့ကရေလုံးပတ်ခဲ့မယ်ပိတ်ခဲ့မယ်ပိတ်ပြီးတော့မှကျွန်တော်တို့ဒီအောက်ကိုပြန်ဆင်းပြီးတော့တစ်ဖက်ချင်းလေးပြချတယ်ပတ်မှာဖြစ်ပါတယ်ဒါဆိုတော့ရပါပြီဒါကျွန်တော်တို့အရင်ပင်ကနေပြီးတော့rock လောက်တခြားကျွန်တော်တို့သီးလေးကျင်တဲ့သူတွေဒီမျိုးကိုခိုင်းကူးတဲ့ဆက်နေပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီလိုခိုင်းကူးတယ်ခိုင်းကူးပြီးတော့ထွက်လာတဲ့အချိန်မှာဘယ်အချိန်မှာရေပြန်ပေးရမလဲဘာတွေလောက်ဆောင်ပေးရမလဲဆိုတဲ့အဆက်တွေကိုကျွန်တော်တို့နောက်ရက်မှာထပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ဒီဗီဒီယိုဆက်ပြီးနဲ့ပတ်သက်ပြီးသိချင်တာရှိလို့ရှိရင်လေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဘုရားရရဆိုလို့ရှိရင် comment